ရှေ့ရတဲ့ဧည့်သည်တော်များရဲ့အိမ်မက်နဲ့စိတ်ကူးတွေတစ်ထပ်သေးကြစီမဲ့သင်္ကန်းကျွန်းမြို့နယ်တဲ့ကအလွှာနှိမ်လေးလေးဖြစ်ပြီးခမ်းနားပြီးတင့်တယ်တဲ့အစင်သင့်နေထိုင်ရုံတိုက်ခန်းတစ်ခန်းနဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင့်တန်တုမမိန်လမ်းမကြီးကိုတဲပေါက်ပြီးအမှတ်တိုင်အနေနဲ့ဆိုရင်လိုက်စရုံမှတ်တိုင်မှာဆင်းပေးပါရှင်ဈေးနီးကြောင်းနီးမှတ်တိုင်လည်းနီးမဲ့အခန်းတစ်ခန်းပဲဖြစ်ပါရဲ့ရှင်ပြီးတဲ့ဝရဏမှာဆိုရင်လည်းကြွေပြားခင်းမိထားမယ်ပန်းဦးအစ်စ်များကိုထည့်သွင်းပေးထားပဲဖြစ်ပါရဲ့ရှင်မျက်နှာချက်မှာဆိုရင်ဤကိုဦးတွေနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးမီးရန်အလှလေးတွေပါဝင်မှာပဲဖြစ်ပါရဲ့ရှင်စမ်းရှိတ်ထုတ်ပေးထားပြီးအရှင်းမျက်နှာစာဖြူဟာဆိုရင်ဖြင့်အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်မိန်းဝင်ပေါင်းမှာဆိုရင်တကားနှစ်ထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားမယ်ပေအစိတ်ပေ90ခရမ်းမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးအခန်းရဲ့အကျယ်ဝန်းက12ပေခွဲ90ပေကျယ်ဝန်းမယ်အခန်းရဲ့အမြင့်က9ပေရှိပါတယ်ရှင်အလွှာအနေနဲ့ဆိုရင်ဒုတိယတက်ပဲဖြစ်ပါတယ်တနေ့တာလုံးမှာတက်တောင့်တက်တာအနားယူနေထိုင်နိုင်မှုအတွက်အိမ်ခန်းဧကန်းမှာပါကီအပြည့်ခင်းမိထားမယ်လှပတင့်တဲ့ခန်းနာမယ် TV ကွန်ဆိုဖာကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်ဖျားเจ้าဆောင်အဲကွန်တစ်လုံးပါဝင်မယ်ကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရေကာများတက်ဆင်ပေးထားမယ်စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းတစ်ခန်းဖြစ်တဲ့အပြင်သတင်းစာကြော်ညာပါထည့်ပေးထားပဲဖြစ်ပါတယ်ရှင်အဲကန်းမှာရွှေဝင်ငွေဝင်ပကြီးကအပြင်လှပတင့်တဲ့ခန်းနာမယ်ဒေါင်းနာကြီးကအစားချိန်ဆွဲပေးထားပဲဖြစ်ပါတယ်တခန်းလုံးရေမီစေးကြံကင်းအကုန်အသစ်အသုံးပြုရမှာဖြစ်ပြီးတော့စီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်အလင်းရောင်ကောင်းကောင်းရမယ့်ပရင်းပေါက်တိုင်းမှာလိုက်ကအလှလေးတွေတက်ဆင်ပေးထားပြီးအခန်းတစ်ခုလုံးလုံခြုံမှုရှိစေဖို့အတွက်ပန်းပန်းပတ်ပတ်လေးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ဘေးတိုက်လုံးဝမရှိရဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်ရှောက်လန်းဟာအတော်ကျယ်ဝန်းပြီးအိမ်ခန်းအတွင်းဘက်မှာဆိုရင်လေညအိမ်မီလေးဝင်ပေါက်ကအစထည့်ပေးထားပဲဖြစ်ပါတယ်ရှင်တနေ့တာလူဝင်ဟူသမျှကိုဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရနိုင်သလိုလူစီကားရနေရဖြစ်တဲ့တိုက်ခန်းရောင်းရဲ့ဈေးနှုန်းဟာဆိုရင်ဖြင့်3460ကိုအထူးညီနိုင်အောင်ချပြီးသွားမှာပဲဖြစ်ပါတယ်ရှင်အိမ်နံပါတ်ပေါင်းခြင်းတဲ့အလှည့်ဟာဆိုရင်ဖြင့်အရှိတောင်3ပဲဖြစ်ပါတယ်ရှင်မီးပုံကန်အဝင်အညော့ကတကားကိုတက်ဆင်ပေးထားမယ်ကြွေပြားအပြည့်ခင်းမိတ်ကပ်ပေးထားပြီးရေချိုးကန်းအိမ်သာတီးသက်ပါဝင်ပြီးကြွေပြားခင်းကြွေပြားကပ်ပေးထားမယ်ပစ္စည်းတင်စင်ရေတိုင်ကြီးအုတ်ကန်ပါဝင်မှာပဲဖြစ်ပါတယ်ရှင်ဘိုးတိုင်းအိမ်သာအသစ်ဆက်တစ်လုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အဝိလျှော်ဆက်ရေခဲတစ်တာထားလို့ရမယ့်နေရာတွေပါဝင်မယ်မီးဘူကန်ရဲ့အကျယ်ဝန်းကဧည့်သည်တော်များစိတ်တိုင်းကြဖြစ်စီမှာအမှန်ပါပဲရှင်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးသင်္ကန်းကျွန်းမြို့နယ်ကတော့ရေတော်လေးကိုကောင်းပြီးကြည်တန့်နေရပါပဲရှင်မီးဘူခုံဘေးစင်းနေရာဆိုရင်လေတေချာလေးပြုလုပ်ပေးထားမယ်အပေါ်ဖက်အောက်ဖက်မှာဆိုရင်ကပ်ဘိနက်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အရေးပေါ်လေးကားပေါက်မှာဆိုရင်လေတစ်သားတကားတစ်ထက်တန်ပန်းတစ်ထက်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်တန်တုမမိန်လမ်းမကြီးကိုမြင်တွေ့ရမယ်အလွှာနှိပ်အခန်းကိုဘေးတိုင်လည်းမရှိတဲ့အပြင်လူချင်းမင်းတို့အကြိုက်နဲ့ထပ်တူကြစီမယ်ဆိုရင်လာရောက်ဝယ်ယူဖို့အတွက်တိုက်တွန်းလိုက်ပြစီရှင်နှလုံးသားတွေနှွေးထွေးစီမယ်အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ချေရတဲ့ဧည့်သည်တော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်